ကျွန်တော်ရဲ့ဖေဖေကဆိုင်းစီယာကြီးမန္တလေးစင်အောင်နေပါခင်ဗျာအဲ့တော့ဂျာဘူးလေးပေးတဲ့ညကြီးပါနော်အဲ့တော့ဖေဖေကတို့ဦးကြီးတို့အမေတို့အသက်အဖြစ်60နဲ့9နှစ်ထဲကိုရောက်တော့ပါပြီငယ်လေးရပေါ့69နှစ်ငယ်မလားကွာအဲ့တော့ဖေဖေအမေကိုင်းနေစီညနေသမီးသားတော့ငါတင်ထိုးတာပါဘာဖြစ်တာတော့မခင်ဗျအစ်စစ်အောက်မှာသွားရှာတော့အလုံးလုံးနေတယ်ကဲတော့တို့ဦးကြီးများပြောလို့မရောက်နေပါငါဝဲတာပါကြာပြီဘာဖြစ်တာတော့ဘာပစ္စည်းပြောလို့မတခါပြောမယ်ဟာဒီတို့ရက်ကွက်မှာတခုမရှိဘူးဟာဘောကောင်ငါဆိုင်နဲ့ငါပြောတာပါဆိုင်ထဲမှာတခုမရှိဘူးကွာညနေတော့ဖတ်လို့ကိုထားမှာနေခဏလေးကိုပေါ့ကြောင့်ခင်ဗျဘာပြောက်တောင်ကျိုးပြောဝိုင်းရှာပေးမယ်ငါကားတော့ပြောက်လို့ကွာဟာဗျာမဟုတ်ပြီတဲ့ခဏလေးနော်ကိုပေါ့အမေကြီးကိုပေါ့ကျော်နဲ့ကျွန်တော်နဲ့အတူတူနေလာတာကျွန်တော်တန်တန်းစီပါပဲခင်ဗျာကိုပေါ့ကျော်မှာကားရှိတယ်ကားတော့ရှိတယ်ကျွန်တော်တခါမှချဘူးဟာမင်းကလည်းကားတော့မရှိဘူးလေတော့အရင်ဝယ်ထားတာပေါ့နော်ဟမ်တော့အရင်ဝယ်ထားလေရည်ရွယ်ချက်ရှိရတယ်အဲ့လိုတစ်ခုချင်းစုရမှာပေါ့နော်ကားမရှိပဲနဲ့တော့အရင်ဝယ်ထားတာရောင်းနေတူလည်းရောင်းနေနော်မဆိုင်ဘူးတော့ပြင်ဆိုင်ကွာပေါ့တရားပြန်တာယာထောက်ဝင်အောင်ပါတစ်ခုချင်းတော့မယ်လေပြီးတော့ဟိုခြိုင်းလုံးလေငါတော့အပေါင်းမလို့ပါတော့အေးစင်းနေနော်ကိုပေါ့ကြောင့်ခင်ဗျအကောင်းပြမှာလားအပြတ်မပြတ်အေးအကောင်းပြမှာဆိုထနော်ငါထိုင်ဟုတ်ဘူးဆိုထိုင်နော်ငါထိုင်တော့လည်းမရှိဘူးငါထိုင်ဒီကလေးမတွေငိုက်ကုန်တော့မှာငါသိတယ်ဟာဒီဘေးတဟာဒီတပေါင်းနဲ့မပြင်းအောင်ပြောနေရတာမလဲပါဘူးခင်ဗျအဲ့တော့ကျွန်တော်ရဲ့ဖေဖေကမန္တလေးစင်အောင်နိုင်တို့မေတို့ဦးကြီးတို့ကျွန်တော်ရဲ့ဖေဖေကမွေးထားတာသားရကြီး9ယောက်အထီးတွေကြီးတယ်သမီးတယောက်မပေါ့ဟာလားမန္တလေးဇော်မင်းကျွန်တော်အကူကြီးကအကြီးဆုံးအဲ့ကောင်အကြီးဆုံးကျွန်တော်က4ယောက်မြောက်နောက်မှာကောင်းမောင်းနဲ့ကျွန်တော်ကို20တဲ့ကိုကကျွန်တော်ရဲ့အကို3ယောက်မြောက်ပါတယ်တင်မိုးပဲဆိုကားမောင်းနဲ့မျက်မှန်နဲ့ဟုတ်တယ်အဲ့ဒီကလေးကိုကြည့်ရင်တော့နေကင်းလာရင်ကိုပဲသူဓာမီတို့ဆောင်ခဲ့ဟာနေကင်းကိုဓာမီနဲ့ဘာလို့အသားကတော့နေကင်းကိုဓာမီနဲ့ထိုးချာမဲ့တင်တာပဲဟုတ်တယ်နော်အဲ့ဒါသူက3ယောက်မြောက်ကျွန်တော်က4ယောက်မြောက်အောက်မှာအငယ်ဆုံးလေးတယောက်ကျန်သေးတယ်မင်းခန့်ကျော်တဲ့သူကလည်း15နှစ်ပဲရှိသေးတာနောက်2နှစ်လောက်နေအဲ့ကောင်စိုင်းတီးတော့မှာဟုတ်တယ်နော်အဲ့တော့ပြောချင်တာကဖေဖေရဲ့ပညာမွန်းတွေကျွန်တော်တို့သားတွေရခဲ့ပါပြီခင်ဗျာဟုတ်ပြီပြည်သက်ရှိမှချပြခွင့်ရတာကျွန်တော်ရဲ့ပညာတပည့်သားမှမပါဘူးဒါဖေဖေစင်အောင်ရဲ့ပညာတွေပါဟုတ်ပြီနော်ဟုတ်အဲ့တော့ဖေဖေမလိုက်ခဲနဲ့နော်ဘာပဲဖြစ်နေရာသီးလူကအေးတယ်အိမ်မှာအမေနဲ့နေခဲ့ဆိုမနေဘူးဗျာနောက်မှပါတယ်ပါလာတယ်ဘာလို့လိုက်လာအောင်ဆိုတော့အလူထမင်းစားကြတယ်သမင်းနေမို့လက်ဖက်တော့ကတောင်းစားသေးတယ်လက်ဖက်တော့စားတော့စားလို့ထုံးကြောင်လို့ပါအောင်ထုံးကြောင်စိတ်ဆင်းရဲနော်အဲ့တော့ပြောချင်တာကဖေဖေကနောက်မှပါတဲ့အတွက်ကြောင့်ကိုပေါ့ကြောင့်ဖေဖေကိုကတော့ကြည့်အောင်ဟုတ်ပြီဖေဖေတီးတယ်လို့တီးပြမယ်ခင်ဗျဖေဖေကဘယ်လိုတီးတယ်မလဲဘယ်လိုတီးဖေဖေကစိုင်းတီးတဲ့နေရာမှာလက်တွေအများကြီးမတီးဘူးဟုတ်ပြီရှုပ်ပွေးနေအောင်မတီးဘူးတလုံးချင်းရှင်းထွက်နေအောင်စိုင်းဝါသနာရှင်နားထောင်ကောင်းဒီလိုတီးတာလာမယ်ဖေဖေတီးတာလိုက်ဟုတ်ပြပြဖေဖေရဲ့ပညာဟုတ်တယ်နော်အဲ့တော့အကူကြီးတယောက်ပဲကျန်တော့တယ်တယောက်ပဲမချဘူးနော်3မိနစ်ထဲမင်းနာရဆုပ်နေတယ်မဟုတ်3မိနစ်ကတော့မကပါဘူးဒီကျွန်တော်လေဒီလိုချော့ပြောတာတို့ပေးတယ်ဟာလားလာမှာပေါ့ခေတချင်းအပေါက်မပါတဲ့ကြက်ဥတောင်မှတို့အမေတို့သွားခွဲเสียလို့လားဟုတ်တယ်အဲ့ဒီကြက်ဥသွားခွဲเสียလို့လားမလို့ဘူးနော်တော့ကြတော့အကောင်ပေါက်လာတာပဲအချင်းတန်တော့ခေတချင်းလာမှာပေါ့ဗျာပေါက်လာမှာ